ဒီနေ့မှာတော့ခိုးမှုအကြောင်းလေးပြောပြမယ်။သူ့ကိုရာဇသက်ကြီးပုံမှ328မှာအတိတ်ပဲဖွင့်ထားတယ်။ဘာပြောထားသလဲဆိုရင်သူတဦး၏လက်ရှိမှထိုသူသဘောမတူပဲမြည်သူမဆိုမယိုးမဖြောင့်သောသဘောဖြင့်ရွှေ့ပြောင်းနိုင်သောပစ္စည်းတစ်ခုခုကိုယူရန်ကြံရွယ်၍ထိုသို့ယူရန်ကိစ္စအလိုငါထိုပစ္စည်းကိုရွေ့စေလျင်ထိုသူသည်ခိုးမှုကျူးလွန်သည်မည်၏ဒီပုံမှအရာခိုးမှုရဲ့အင်္ဂါရက်တွေတနည်းအားဖြင့်အလွယ်ပြောရရင်ခိုးမှုမြောက်ဖို့ဆိုရင်ဒီအချက်တွေနဲ့ညီရမယ်ပေါ့တမယိုးဖြောင့်တဲ့သဘောနဲ့ပစ္စည်းကိုယူဖို့ကြံရွယ်တာနဲ့အဲ့ဒီပစ္စည်းကရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်ရမယ်သုံးသူတစ်ပါးလက်ရှိကနေယူတာလေးအဲ့ဒီသူရဲ့သဘောဆန္ဒမပါပဲမရှိပဲယူတာနောက်ဆုံးအနေနဲ့အဲ့လိုယူဖို့ကြံရွယ်ပြီးအဲ့ဒီပစ္စည်းကိုရွှေ့စေရင်ခိုးမှုမြောက်ပါတယ်ခိုးမှုအတွက်ပြစ်ဒဏ်တွေကဘာတွေလဲဆက်လက်လာကြည့်ရအောင်ပုံမှ329အရာမည်သူမဆိုခိုးမှုကိုကျူးလွန်လျင်ထိုသူကို3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ဒါတင်ပဲလားဆိုတော့မပြီးသေးပါဘူး။ပုံမှ380အရာလူနေထိုင်ရန်တော်၎င်းပစ္စည်းတူလောင်ရန်တော်၎င်းအသုံးပြုသောအဆောက်အအုံသို့မဟုတ်တဲသို့မဟုတ်ရေရင်တစ်ခုခုအတွင်းတွင်မည်သူမဆိုခိုးမှုကိုကျူးလွန်လျင်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်လို့လည်းပြဋ္ဌာန်းထားပါတယ်။အစေခံကခိုးတဲ့ခိုးမှုတွေအတွက်ပုံမှ381မှာအခုလိုပြဋ္ဌာန်းထားပါတယ်။စာရေးဖြစ်စေအစေခံဖြစ်စေစာရေးအနေနဲ့တော်၎င်းအစေခံအနေနဲ့တော်လဲကောင်းစေခိုင်းခြင်းခံရသောသူဖြစ်စေမိမိအားစေခိုင်းသူ၏သို့မဟုတ်မိမိအလုပ်ရှင်၏လက်ရှိပစ္စည်းတစ်ခုခုနှင့်ဆက်လျင်၍ခိုးမှုကိုကျူးလွန်လျင်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်အခုဆိုခိုးမှုနဲ့ပတ်သက်ပြီးဘသူတုတရရှိသွားကြပြီလို့မျှော်လင့်ပါတယ်ဥပဒေနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနေ့စဉ်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖော်လို့လုပ်ပေးထားကြပါသိကျင်တဲ့အကြောင်းဒီနေ့မှာတော့လိမ်လည်မှုအကြောင်းပြောပြမှာဖြစ်ပါတယ်လိမ်လည်မှုရဲ့အဓိပ္ပာယ်ကိုရာဇသက်ကြီးပုံမှ4-5မှာပြဋ္ဌာန်းထားတယ်မည်သူမဆိုသူတဦးအားလှည့်ဖျားခြင်းဖြင့်ထိုသို့လှည့်ဖျားခံရသောသူကသူတဦးအားပစ္စည်းတစ်ခုခုကိုပေးအပ်စေရန်ဖြစ်စေသူတဦးထံတွင်ပစ္စည်းတစ်ခုခုကိုဆက်လက်ထားရှိသည်ကိုသဘောတူစေရန်ဖြစ်စေထိုသို့လှည့်ဖျားခြင်းခံရသောသူအားလိမ်လည်လှည့်ဖျားလိုသောသဘောဖြစ်တော်လဲကောင်းမယိုးမဖြောင့်သောသဘောဖြစ်တော်၎င်းတွေးဆောင်လျင်သို့မဟုတ်သူတဦးအားလှည့်ဖျားခြင်းဖြင့်ထိုသို့လှည့်ဖျားခြင်းခံရသောသူကအကယ်၍လှည့်ဖျားခြင်းမခံရခဲ့သောမိမိပြုမည်မဟုတ်သောသို့မဟုတ်မိမိပြက်ကွက်မည်မဟုတ်သောအရာကိုပြုစေရန်သော၎င်းမပြုဘဲပြက်ကွက်စေရန်သော၎င်းထိုသို့လှည့်ဖျားခြင်းခံရသောသူအားတမင်သွေးဆောင်လျင်ထို့ပြင်ထိုပြုလုပ်မှုကသို့မဟုတ်ထိုပြက်ကွက်မှုကထိုသူ၏ကိုယ်ကိုဖြစ်စေစိတ်ကိုဖြစ်စေဂုဏ်တရားကိုဖြစ်စေပစ္စည်းကိုဖြစ်စေပျက်စီးနစ်နာစေခြင်းတော်၎င်းအန္တရာယ်တော်၎င်းဖြစ်စေလျင်သို့မဟုတ်ထိုသို့ဖြစ်စေတမ်းရလျင်ထိုသူသည်လိမ်လည်သည်မည်၏သူတစ်ပါးအယောင်ဆောင်ပြီးလိန်နာကလည်းလိမ်လည်မှုမြောက်ပါတယ်ပုံမှ416မှာဒီလိုပြဋ္ဌာန်းထားပါတယ်သူတဦးသည်သူတစ်ပါးအယောင်ဆောင်၍တော်၎င်းတိလျက်နှင့်လူစားထိုး၍တော်၎င်းမိမိသည်သူတစ်ပါးဖြစ်ကြောင်းသို့မဟုတ်သူတဦးသည်ထိုသူအစစ်အမှန်မဟုတ်သောအခြားသူဖြစ်ကြောင်းပြောဆို၍တော်၎င်းလိမ်လည်လျင်ထိုသူသည်သူတစ်ပါးအယောင်ဆောင်၍လိမ်လည်သည်မည်၏အယောင်ဆောင်ခြင်းခံရသူသည်တကယ်ရှိသည်ဖြစ်စေစိတ်ကူး၌သာရှိသည်ဖြစ်စေအယောင်ဆောင်သူမှာဤပြစ်မှုကိုကျူးလွန်ရာရောက်သည်ပုံမှ4တခွန်အရာမည်သူမဆိုလိမ်လည်မှုကျူးလွန်လျင်ထိုသူကို3နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးကိုဖြစ်စေချမှတ်ရမည်ပုံမှ420အရာမည်သူမဆိုလှည့်ဖျားခြင်းခံရသောသူအားတခုခုသောပစ္စည်းကိုသူတဦးသို့ပေးအပ်စေရန်တော်၎င်းအဖိုးတန်စာတန်းအမှတ်သားအလုံးကိုသို့မဟုတ်တစိမ့်တဒေတာကိုဖြစ်စေလက်မှတ်ရေးထိုးခြင်းတော်၎င်းတစိမ့်ခတ်နှိပ်ခြင်းတော်၎င်းရှိသည်လည်းဖြစ်၍အဖိုးတန်စာတန်းအမှတ်သားဖြစ်သို့ပြောင်းလဲနိုင်သည်လည်းဖြစ်သောအရာအလုံးကိုသို့မဟုတ်တစိမ့်တဒေတာကိုဖြစ်စေပြုစေရန်သို့မဟုတ်ပြင်ဆင်စေရန်သို့မဟုတ်ဖျက်ဆီးစေရန်တော်လဲကောင်းထိုးလှည့်ဖျားခြင်းခံရသူအားလိမ်လည်၍မယိုးမဖြောင့်သောသဘောဖြင့်တွေးဆောင်လျင်ထိုသူကို9နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည်ပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်ဒီနေရာမှာသတိပြုရမှာကပုံမှ4-5သည်လိမ်လည်မှုကိုအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းဖြစ်ပြီးပုံမှ4ခွန်သည်လူ၏ကိုယ်စိတ်ဂုဏ်တရားနှင့်ဆိုင်ပြီးပုံမှ420သည်ပစ္စည်းနှင့်သာဆိုင်ပါသည်အားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ